တနေ့ကိုအားဖြည့်အချိုရည်၄ဘူးပုံမှန်တောက်ရကနေနှလုံးနဲ့ကြောက်ကပ်ပျက်စီးသွားခဲ့တဲ့လူငယ်မင်္ဂလာပါရှင် The Health Channel ကနေဒီနေ့မှာတော့ကျမတို့လူငယ်တွေကြားအရန်ကိုခက်စားနေပြီးအမောပန်းဖြေဖို့အတွက်ဖြစ်စေစာကျရင်အိမ်ငိုက်ဖြေဖို့အတွက်ဖြစ်စေအလွယ်တကူဝယ်ယူတောက်သုံးနေကြတဲ့စွမ်းရင်ဖြည့်အချိုရည် Energy Drinks တွေရဲ့နောက်ွယ်ကကြောက်စရာကောင်းလာတဲ့ဘေးထွက်ဆိုးကျိုးတစ်ခုအကြောင်းကိုဘ ഹു တုတရရှိစေဖို့အတွက်အသေးစိတ်တင်ဆက်ပေးချင်ပါတယ်အခုကျမပြောပြပေးမယ့်ဖြစ်ရပ်ကတော့ဗြိတိန်နိုင်ငံမှာတကယ်တမ်းဖြစ်ပျက်ခဲ့တဲ့တာရကတစ်ခုဖြစ်ပြီးအသက်22နှစ်အရွယ်လူငယ်တစ်ယောက်ဟာနေ့စဉ်နဲ့အမျှညဘက်ဒီမှာအေးရေးပြက်ခံကတက္ကသိုလ်စာမေးပွဲအတွက်စလုပ်ရင်းနဲ့အမောပန်းပြေစေဖို့ဆိုတဲ့ယူဆမားကြီးနဲ့တနေ့ကိုစွမ်းရင်ဖြည့်အချိုရည်၄ဘူးကနေ၅ဘူးထိပမာဏအမြောက်များကိုပုံမှန်တောက်သုံးလာခဲ့တာ2နှစ်လောက်တောင်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်အစာပိုင်းမှာတော့အဲ့ဒီလူငယ်အနေနဲ့သူ့ရဲ့ခန္ဓာကိုယ်ထဲမှာလန်းဆန်းတက်ကြွနေတယ်လို့နဲ့ဘာမှမဖြစ်ဘူးလို့ထင်မှတ်ခဲ့ရပါမယ်အဖေဖေနဲ့အချိန်ကြာတဲ့အခါမှာတော့လေကားတက်ရင်တော့တက်ရှူရတာမောဟိုက်လာတာဘာလုံးမလုပ်ရပဲရင်တုံတာနဲ့ခန္ဓာကိုယ်ထဲမှာရင်ကားနဲ့မတူပဲအရန်ကိုနှုံးချိပင်ပန်းလာတာတွေကိုစိုးစိုးဝါးစတင်ခံစားလာရပြီနောက်ဆုံးမှာတော့စားခြင်းစိတ်တွေပါပျောက်ဆုံးကလမ်းတောင်ကောင်းကောင်းမရှောင်နိုင်တော့ပဲအဲ့ရတဲ့လဲသွားတဲ့အထိဖြစ်ခဲ့ရတဲ့အတွက်ဆေးရုံကိုရေးပေါ်တင်လိုက်ရတဲ့ချိန်မှာတော့အားလုံးကိုထိတ်လန့်သွားစေမဲ့စစ်ဆေးချက်ရလဒ်တွေထွက်ပေါ်လာခဲ့ပါတယ်ဆရာဝန်ကြီးတွေကတေချာစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒီလူငယ်နှလုံးကြက်သားတွေဟာအရန်ကိုအားနေပြီးရောင်ရမ်းနေတယ်ကာဒီယိုမိုင်ယိုပတီလို့ခေါ်တဲ့အသေးခံခြင်းတွေကိုရရှိနေတယ်လို့သူ့ရဲ့ကြောက်ကနှစ်ဖက်စလုံးကလည်းလုံးဝအလုံးမလုံးတော့တဲ့အတွက်စီးမသွားနိုင်တော့ပဲခန္ဓာကိုယ်ထဲမှာအစိတ်တောက်တွေပြည့်စံကကိုရင်းငါတွေတစ်ခုပြီးတစ်ခုပြက်စီးဖို့အစပြိုးနေတာကိုဝမ်းနဲ့စရာကောင်းလောက်အောင်တွေ့ရှိခဲ့ရတာပဲဖြစ်ပါတယ်ဒါဟာဘာကြောင့်ဒီလောက်ထိပြင်းထန်သွားရတာလဲဆိုရင်စွမ်းအင်ဖြည့်ချိုရည်ထဲမှာပါဝင်တဲ့ကဖိန်းဓာတ်နဲ့တကြားဓာတ်တွေကတာမန်ထက်ပမာဏအရန်များလို့နေတဲ့အတွက်ကြောင့်ဖြစ်ပြီးအဲ့ဒီဓာတ်တွေကနှလုံးခုန်လုံးကိုမမှန်မကန်ဖြစ်စေကနှလုံးချက်သားတွေကိုအချိန်ကြာနဲ့အမျှတဖြည်းဖြည်းချင်းတိုက်စားပျက်စီးစေတာဖြစ်တယ်လို့ကြောက်ကက်ကိုလည်းခန္ဓာကိုယ်ရဲ့ကအစိတ်တောက်တွေစစ်ထုတ်ပြရတဲ့နေရာမှာဝင်တော့ဝင်ဖို့အကြီးကျယ်ဖြစ်စေတာကြောင့်ကြောက်ကက်ကအလုံးမလုံးတော့ပဲ kidney failure ဆင့်ထိရောက်ရှိသွားတာဖြစ်ပါတယ်ကံကောင်းလို့သာဒီလူငယ်ဟာဆေးရုံမှာထူးခြားမဲ့ကုသဆောင်နဲ့ရပ်ပေါင်းများစွာကြာမြင့်ကုသမှုခံယူပြီးတဲ့နောက်အသက်ဘေးကနေတည်တည်လေးလွတ်မြောက်ခဲ့ရပါမယ်သူ့ရဲ့ပျက်စီးသွားတဲ့နှလုံးနဲ့ကြောက်ကက်တွေကတော့အရင်လို100%ပြက်လဲကောင်းမွန်မှုဆိုတာမဖြစ်နိုင်တော့ပဲတသက်လုံးဆေးဆွဲတောက်သွားရမယ့်အပြင်ကြောက်ကက်ဆေးနေရမယ့်ခြေနေမျိုးထိရောက်ရှိသွားခဲ့ရတာဖြစ်ပါတယ်ဒါကြောင့်မို့လို့မိဘပြည်သူများအနေနဲ့လည်းမိမိတို့ရဲ့ရင်သွေးသားသမီးတွေဟာအေးရေးပြက်ခံစားလုပ်တဲ့အခါပဲဖြစ်ဖြစ်ဂိမ်းဆော့တဲ့အခါပဲဖြစ်ဖြစ်စွမ်းရင်ဖြည့်ချိုရည်တွေကိုအလွန်ကျွံတောက်သုံးနေမိသလားဆိုတာကိုအမြဲတမ်းသတိကြီးစွာနဲ့စောင့်ကြည့်ပေးကြဖို့အထူးလိုအပ်လာပါတယ်အမောပန်းပြေဖို့နဲ့စိတ်ကြည်လုံမှုအတွက်ဓာတ်ပစ္စည်းတွေနဲ့ဂျားဓာတ်တွေများပြားလာတဲ့စွမ်းရင်ဖြည့်ချိုရည်ထက်စာရင်တဘာဝအတိုင်းတန်ရှင်းတဲ့ရေတံဒါမှမဟုတ်လက်ဆက်တဲ့အသီးဖြော်ရည်တွေကိုပဲအစားထိုးတောက်သုံးကြဖို့နဲ့ကျန်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတတွေကိုသတိပြုမိစေဖို့တိုက်တွန်းလို့ဆိုရင်ဒီနေ့ရဲ့အစီအစဉ်လေးကိုဒီမှာရင်ဆုံးသက်လိုက်ရပါတယ်ရှင်အားလုံးပဲအချိုရည်ရဲ့အနေအကနေကင်းဝေးပြီးကျန်းမာပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေရှင်